There's no need to close your eyes. မင်းမျက်လုံးပိတ်ထားဖို့မလိုဘူးနော် Look at the world around you and try to see and understand as much as you can. အဲ့တော့ဒီမင်းနာမှာရှိနေဒီကဘာမြေကြီးတစ်ခုလုံးကြည့်ပြီးတော့မြင်နိုင်ဖို့ကြိုးစားပါမင်းကြည့်နိုင်သလောက်မင်းနားလည်နိုင်သလောက်တွေးလိုက်ပါကြည့်လိုက်ပါ The tradition of the sun is constantly revealing eternal knowledge to each individual. အဲ့တော့ဒီနေနက်ခတ်တွေဆိုတာကလူတဦးချင်းစီတယောက်ချင်းစီတိုင်းကိုဒီအတော်မတက်နိုင်တဲ့အစိုးမတက်နိုင်တဲ့အသိပညာဘုဒ္ဓတာတွေကိုဒါသူကပေးနေတာပဲအဆက်မပြတ် Brida did as the makers told her to. အဲ့တော့မော်စီယာပြောတဲ့အတိုင်းပဲ Brida လည်းလိုက်လုပ်တယ် but she felt he was moving much too fast. ဒါပေမဲ့သူ့စိတ်ထဲမှာထင်နေရကြတော့ဒီလူပြောတဲ့အရာရဲ့အရန်ကိုမြန်လို့နေဒီဆရာပြောတာအရာပေါ့နော်သူလိုက်လို့တော့မမီနိုင်ဘူးလို့အရန်မြန်လို့နေခံစားရတယ် This is the first and most important lesson, he said. အဲ့တော့ဒီသင်ခန်းစာကပထမဆုံးလည်းဖြစ်တယ်လို့အရေးကြီးဆုံးအပိုင်းလည်းဖြစ်တယ်လို့ပြောလိုက်တယ် It was created by a Spanish mystic who understood the meaning of faith. အဲ့ဒီလမ်းစဉ်ကိုဘယ်သူကစပြီးတော့တီထွင်ခဲ့တာလဲဆိုတော့ဒီယုံကြည်မှုအသက်ဝင်မှုတရားရဲ့သဘောတရားတွေကိုနားလည်ခဲ့တဲ့စပိန်လူမျိုးဒီနည်းနည်းတဲ့အတွေးခေါ်တွေပညာရှင်တူပေါ့ His name was Saint John of the Cross အဲ့ဒါသူကသူတော်စင်ဂျွန်လည်းဖြစ်တယ်သူ့ရဲ့နာမည်ပေါ့